ဒီနေ့ဒီဗီဒီယိုမှာကြတော့เนาะစိတ်ပိုင်းဆိုင်ရာခံစားချက်ပေါ့เนาะအဲ့ဒီပိုင်းနဲ့ပြောပါမယ်เนาะပထမဦးဆုံးเสียใจวันนี้တယ်เสียใจเรื่องอะไรဘာကိစ္စနဲ့วันนี้ရတာလဲเสียใจเนาะวันတာတယ်ဆိုရင်ดีใจวันတာတယ်စိတ်ညစ်တယ်ဆိုရင်กลุ้มใจစိတ်ညစ်တယ်ပေါ့เนาะစိတ်မချမ်းသာဘူးไม่สบายใจฉันไม่สบายใจလို့ရငါစိတ်မချမ်းသာဘူးเนาะအကြောင်းအရာတစ်ခုကြောင့်ကိုဟာစိတ်မချမ်းသာဖြစ်ไม่สบายใจပေါ့เนาะစိတ်အေးရတယ်ဆိုတဲ့စကားလုံကြိုက်ပေါ့เนาะဥမာဘလို့လုံကြိုက်ဥမာကိုကအခက်ခဲတစ်ခုကိုကြုံနေရတယ်ကွာပြဿနာတစ်ခုကြုံနေရတယ်ဟာဖြေရှင်းလို့မရအောင်စိတ်ထဲမှာကွာပူပင်တော့ကရောက်ပြီးတော့เนาะဘယ်လိုဖြေချင်ဥပမာအဲ့ဒီကိစ္စကြတော့ဖြေရှင်းပြီးသွားတဲ့ခါကျတော့ကိုယ်စိတ်ထဲမှာစိတ်ကအေးသွားအလုံးကြီးကျသွားတယ်ပေါ့အဲ့ဒါကိုလုံကြအဲ့လိုနေရာမှာတုံးတာပေါ့နော်စိတ်အေးရတယ်လုံကြနောက်ရိုးရိုးစိတ်အေးတာကြောင့်ကြိုက်ရင်เนาะသူကစိတ်အေးရတယ်ဆိုเขาเป็นคนใจเย็นเนาะเป็นคนใจเย็นစိတ်အေးတဲ့သူเนาะစိတ်မြန်တယ်ใจร้อนเขาเป็นคนใจร้อนနောက်ခုอย่าเพิ่งใจร้อนเนาะอย่าเพิ่งใจร้อนใจเย็นๆเนาะใจเย็นๆไม่ต้องใจร้อนอย่าเพิ่งใจร้อนใจเย็นๆใจร้อนစိတ်မြန်တယ်เนาะစိတ်လော်တယ်ร้อนใจကြတော့ပါကွာเนาะစိတ်ပူပင်သောကရောက်တော့ร้อนใจပေါ့เนาะအကြောင်းအရာတစ်ခုကြောင့်ကိုကစိတ်ထဲမှာပူပင်သောကရောက်တယ်ร้อนใจเนาะฉันร้อนใจมากเลยอ่ะไม่รู้ว่าจะแก้ปัญหานี้ยังไงอ่ะฉันรู้สึกร้อนใจมากไม่รู้จะทำยังไงดีแล้วก็ไม่มีใครช่วยฉันด้วยငါ့ကိုလည်းဘယ်သူမှကူညီရလို့မရှိဘူးနော်တယောက်တည်းပဲစိတ်ပူပင်တော့ကရတာပေါ့နော်ร้อนใจร้อนอกร้อนใจပေါ့နော်စိတ်ပူတယ်ရိုးစိတ်ပူတာเป็นห่วงเนาะฉันเป็นห่วงเธอเป็นห่วงฉันเธอไม่เป็นห่วงเขาหรอนี่ตู้စိတ်မပူဘူးလားเนาะไม่ต้องเป็นห่วงเนาะစိတ်မပူနဲ့ไม่ต้องเป็นห่วงเนาะပြောချင်တာစိတ်ပူကြမလို့စိတ်ပူဘူးလို့เนาะไม่ต้องเป็นห่วงเนาะစိုးရိမ်စိတ်ဖြစ်တာเป็นกังวลပေါ့เนาะเธอกังวลเรื่องอะไรอ่ะเนาะစိုးရိမ်စိတ်ဖြစ်တယ်เป็นกังวลเนาะစိတ်ပူတာကြတော့เป็นห่วงပေါ့เนาะစိုးရိမ်စိတ်ဖြစ်တာကြတော့กังวลเป็นกังวลเธอทำให้แม่เธออ่ะกังวลเรื่องของเธอเนี่ยအမေเนี่ยကိစ္စကိုစိုးရိမ်စိတ်ဖြစ်အောင်နေလောက်တယ်အဲ့ဒီပုံစံပေါ့နော်เป็นกังวลအဖြစ်သေးတယ်ဆိုရင်ห่วงဆိုတာတခုခုကကိုရီစားကိုအဖြစ်သေးတာဆိုရှင်ห่วงแฟนเนาะห่วงแฟนပစ္စည်းအသစ်တွေရလာရင်ห่วงของใหม่အဲ့လိုပေါ့နော်ဒုက္ခရောက်တယ်လำบากเนาะลำบากဒါမှမဟုတ်ရင်เดือดร้อนช่วงนี้ฉันลำบากมากเนาะအခုတလောငါยันဒုက္ခရောက်เนาะฉันลำบากมากเนาะเดือดร้อนอย่าทำให้ฉันเดือดร้อนนะเธออย่าทำให้ฉันเดือดร้อนเนาะลำบากเดือดร้อนဒါတော့ဒုက္ခရောက်တာပေါ့เนาะลำบากเดือดร้อนဒုက္ခရောက်တယ်စိတ်ရှုပ်တယ်วุ่นวายใจเนาะอย่ามาทำให้ฉันวุ่นวายใจငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်နဲ့เนาะช่วงนี้ฉันวุ่นวายใจมากเลยพูดตรงๆยังစိတ်တွေပါရှုပ်တော့ဗောနော်วุ่นวายใจฉันไม่อยากวุ่นวายใจငါစိတ်တွေပါမရှုပ်ချင်လို့ฉันก็เลยไม่อยากยุ่งกับเขาเนาะไม่อยากทำให้ตัวเองวุ่นวายใจเนาะแต่ကြောင့်သူလည်းမရှုပ်ချင်ဘူးเนาะစိတ်နောက်ရှက်ဖြစ်တယ်รำคาญใจဆိုတာကစိတ်နောက်ရှက်ဖြစ်တာဗောနော်อย่าไปทำให้เขารำคาญอย่าไปทำให้เขารำคาญသူစိတ်နောက်ရှက်ဖြစ်အောင်သွားမလုပ်နဲ့เนาะစိတ်ထိခိုက်တယ်กระทบจิตใจเนาะเรื่องนี้ทำให้ฉันกระทบจิตใจมากเนาะဒီကိစ္စငါ့အရင်စိတ်ထိခိုက်စေတာပေါ့เนาะทำให้กระทบจิตใจเนาะစိတ်ထိခိုက်အောင်ဖြစ်စေတာပေါ့เนาะกระทบจิตใจกระทบจิตใจစိတ်ထိခိုက်တာပေါ့နော်น้อยใจစိတ်အားငယ်တယ်น้อยใจพ่อแม่เนาะน้อยใจแม่รัก
พี่สาวมากกว่าเนาะแล้วก็เลยน้อยใจแม่အမေကအမကိုပူချစ်တဲ့ခါကျတော့ကိုကစိတ်ထဲမှာเนาะစိတ်အားငယ်စိတ်ဖြစ်တာပေါ့နော်น้อยใจแม่น้อยใจစိတ်အားငယ်စိတ်ဖြစ်တာပေါ့နော်စိတ်ခွန်အားဆိုกำลังใจเนาะฉันให้กำลังใจเธอนะได้กำลังใจจากครอบครัวဆိုလို့ရှိရင်မိသားစုကနေပြီးတော့စိတ်ခွန်အားရပါเนาะได้กำลังใจเต็มที่เนาะစိတ်ပအောင်ဖျားယောင်းတယ်เนาะနိုးနှောင်းใจဆိုတဲ့စကားเนาะတယောက်ယောက်ကွာတခုခုလှုပ်စေရော तू ကပြောဆိုခဲတော့ तू စိတ်မပေါကွာအဲ့ဒီရတခု तू ကလှုပ်ချင်လောင်ကွာသူစိတ်ကိုဖျားယောင်းတာပေါ့เนาะနိုးနှောင်းใจပေါ့เนาะกดดันကြတော့ဖိအားပေးတယ်อย่ามากดดันฉันได้ไหมငါ့ကိုဖိအားလာမပေးလို့ရလားငါ့ကိုဖိအားလာမပေးနဲ့อย่ามากดดันฉันเนาะฉันเครียดนะစိတ်ပစ္စည်းငါ့ကိုလာမกดดันနဲ့อย่ามากดดันฉันโดนกดดันဆိုလို့ရှိရင်ဖိအားပေးခံရတယ်โดนกดดันဖိအားပေးခံရတယ်စိတ်ဖိစီးတာကြတော့เครียดเนาะเครียดဟိုကစိတ်ညစ်တဲ့အရာတွေများတဲ့ခါကျတော့စိတ်ကဖိစီးမှုများတာပေါ့เนาะเรามีเรื่องกลุ้มใจเยอะใช่ไหมทำให้เราเครียดไงเนาะเราเครียดစိတ်ဖိစီးရပေါ့เนาะတက်ပြင်းချတယ်เนาะတက်ပြင်းချရဲဆိုတော့ถอนหายใจเนาะတက်ပြင်းချတာကိုถอนหายใจပေါ့တကယ်လို့တက်ပြင်းရှည်ရှည်ချရဲဆိုရင်တော့ถอนหายใจยาวๆเลยเนาะถอนหายใจยาวมากเนาะတက်ပြင်းရှည်ချတာပေါ့เนาะအဲ့လိုပြောလို့ရတဲ့ခါ